အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့စာရေးဆရာမဆုရှမေရေးသားထားတဲ့စိတ်လုံးချုံမှုရဝုန်းငယ်ဆိုတဲ့စာအုပ်လေးတွေကစိတ်တရားတွေကိုကုစားခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဖတ်ပြပေးစင်ပါတယ်ကျမတို့တွေအားလုံးမှာ trauma လို့ခေါ်တဲ့စိတ်တရားတွေအသီးသီးရှိကြပါတယ်ငယ်ရွယ်စဉ်ကလေးဘဝကစပြီးကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေမှတ်ဉာဏ်တွေထဲမှာစိတ်တရားလေးတွေရှိခဲ့ကြပါတယ်ကိုချစ်ရတဲ့သူတယောက်ဆုံးပါသွားတာအသက်အန္တရာယ်ကိုထိခိုက်စေလောက်တဲ့မတော်တဆမှုတွေနဲ့ကြုံတွေ့ခဲ့ရတာလိမ်ပိုင်းဆိုင်ရာထိပါစော်ကားခံရတာတွေနဲ့အခြားသောမိသားစုရေးအချစ်ရေးကျန်းမာရေးစီးပွားရေးစတဲ့ဗတ်ပေါင်းစုံကပြဿနာတွေကတဆင့်စိတ်တရားတွေရလာတတ်ပါတယ်စိတ်တရားတွေဟာကိုယ်တယောက်တည်းမှရှိတာမဟုတ်ဘဲလူတွေအားလုံးမှာမပြောပြခြင်းနဲ့စိတ်တရားတွေဖုံးဖိနှိပ်ထားရတဲ့စိတ်ခံစားချက်တွေနာကျင်ခဲ့ရတဲ့အတိတ်ဆိုးတွေဆိုတာရှိပါတယ်။ဘာတွေပဲဖြစ်ခဲ့ဘာတွေဘလို့ပဲကြုံခဲ့ဒါတွေဟာကိုယ့်ဘဝရဲ့အမှားတစ်ခုမဟုတ်ပါဘူး။ဒါပေမဲ့ဒီစိတ်တရားတွေကိုကုစားဖို့ကတော့ကိုယ့်ရဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့စိတ်တရားတွေကိုကျမတို့ကိုယ်တိုင်ကလွဲပြီးဘယ်သူကမှကုစားပေးလို့မရလို့ပါအဲ့ဒီတော့ကုစားရဲဆိုတဲ့နေရာမှာဘယ်လိုမျိုးကုစားမှလဲဘာနဲ့ကုစားမှလဲဆိုတဲ့မေးခွန်းတွေရှိလာပါတယ်ကျမတို့ပတ်ဝန်းကျင်မှာကြားနေရတဲ့အချိန်ကကုစားလိုက်မယ်ဆိုတဲ့စကားကတကယ်ပဲလားအချိန်ကကုစားပြီးမှတေးစားပါသလားကျမတို့ဒါကိုပြန်စဉ်းစားရပါမယ်မှားလားဆိုတော့မမှားပါဘူးဒါပေမဲ့ဓာတ်ရိုက်အားဖြင့်တော့လည်းမမှန်ပါဘူးအချိန်ကမကူစားပေးနိုင်တဲ့စိတ်တရားတွေလည်းအများကြီးရှိကြပါတယ်စိတ်တရားတွေဆိုတာကျမတို့ရဲ့စိတ်နှလုံးသားထဲမှာဆွဲထင်နေတဲ့အမာရွတ်တွေပါဒီအမာရွတ်တွေကိုမြင်တိုင်းတစ်ဖက်နာခြင်းနဲ့ဒီအမာရွတ်လေးရခဲ့တဲ့အချိန်တွေကိုပြန်သတိရသွားတယ်ကြောက်လန့်တယ်တုန်လှုပ်တယ်နာကျင်ရပါတယ်အချိန်10နှစ်20ဒါမှမဟုတ်ဘဝရဲ့နောက်ဆုံးအချိန်ထိမကူစားနိုင်ခဲ့တဲ့စိတ်တရားတွေရှိကြပါတယ်။တရားပါစိတ်တရားတွေပေါ့။ဒါကြောင့်အချိန်တစ်ခုတည်းနဲ့အရာကိုမကူစားပေးနိုင်ပါဘူး။ဒါပေမဲ့ကူစားရဲဆိုတဲ့ခရီးလမ်းမှာအချိန်ကစကားပြောပါတယ်။အရေးပါပါတယ်။အချိန်ကြာလာတာနဲ့အမျှခံစားချက်တွေအနေထိုင်လာတယ်။တည်ငြိမ်လာတယ်။ဒဏ်ရာတွေကအတိုင်းအတာတစ်ခုအထိသက်သာလာပါတယ်။အချိန်ကြာလာတာနဲ့အမျှအတိတ်ကဒဏ်ရာတွေအဖြစ်ပြက်တွေပေါ်ပြန်ပြီးရှုမြင်တတ်တဲ့ပုံစံကပြောင်းလဲသွားပါတယ်။ဒီလိုပြောင်းလဲမှုတွေကကိုယ့်ရဲ့ကုစားတဲ့ခရီးလမ်းမှာအထောက်အကူဖြစ်စေမှာပါ။တကယ်တော့စိတ်ဒဏ်ရာတွေကိုကုစားတဲ့နေရာမှာ timeline ဆိုတာမရှိပါဘူး။အချိန်ဘလောက်အတွင်းကုစားနိုင်ရမယ်ဆိုတဲ့ specific time မျိုးမရှိပါဘူး။ဒဏ်ရာအသေးအကြီးပေါ်မူတည်ပြီးတစ်နှစ်ကြာခြင်းကြာမယ်10နှစ်ကြာခြင်းကြာမယ်အဲ့ဒီထပ်ပိုပြီးကြာသွားတာမျိုးလည်းရှိနိုင်ပါတယ်တယောက်နဲ့တယောက်ဒဏ်ရာတွေမတူဘူးခံစားခဲ့ရပုံချင်းမတူဘူးခန္ဓာရည်အားတွေမတူကြပါဘူးဒါကြောင့် healing ကလည်းအစိမ်တူမှာမဟုတ်ပါဘူး healing ဖြစ်စေတဲ့နည်းလမ်းတွေမှာလည်းတူညီမှာမဟုတ်ပါဘူးဒါကိုသိထားဖို့လိုအပ်ပါတယ်မိမိကိုမိမိတခြားသူတွေနဲ့နှိုင်းယှဉ်ဖို့လည်းလိုပါတယ်စိတ်ထင်ရတွေကိုကုစားတယ် healing လုပ်တယ်ဆိုတာဘဝရဲ့ journey တစ်ခုလိုပါပဲခရီးအခြေကြီးကိုစိတ်ရှိရှိနဲ့ခြောက်လန်းရခြင်းမှာစိတ်ထင်ရတွေကိုကုစားနေတဲ့အချိန်တွေဟာပင်လယ်ပြင်ကလိုင်းလုံးတွေလိုပဲလိုင်းချမ်းရိုက်ခတ်တဲ့နေ့တွေရှိမယ်လိုင်းငိန်နေတဲ့နေ့ရက်တွေရှိမယ်အဲ့ဒီသဘောပါပဲဒီနေ့အဆင်ပြေသလိုဖြစ်နေပေမဲ့မနှက်ပြန်အဆင်မပြေနိုင်ဖြစ်တာမျိုးတွေရှိနိုင်ပါတယ်အမြဲတမ်းအပေါ်ကိုထောင်မှတ်နေမှာမဟုတ်ပါဘူးအောက်ကိုပြန်ပြုတ်ကျတဲ့နေ့တွေလည်းရှိပါမယ်ဒီလိုပဲလဲလိုက်ထားလိုက်ပြန်လဲလိုက်ပြန်ဆွဲချူလိုက်နေပဲဒီခရီးရှည်ကြီးကိုလက်မလျှော်ပဲဆက်ချောက်လန်းနေရမှာပါအဲ့ဒီလိုဆက်လျှောက်ရင်းနဲ့မှတနေ့နေ့တစ်ချိန်ချိန်မှာကျမတို့ရဲ့စိတ်တန်ရာအမာရွလေးတွေဟာမိမ့်သက်သာလာမှာဖြစ်ပါတယ်အချိန်ကကုစားမယ်ဆိုပြီးဖြစ်စဉ်ရဖြစ်လွတ်ထားလိုက်လို့ဒဏ်ရာတွေဟာမသက်သာပါဘူးမပြောက်ကွယ်သွားပါဘူး
ကျမတို့ကိုယ်တိုင်ကုစားမှရမှာပါအတိတ်မှာဖြစ်ခဲ့သမျှစိတ်ဒဏ်ရာတွေကိုလက်ခံရမယ်ခံစားချက်တွေနာကျင်မှုတွေကိုလက်ခံရမယ်ဒီဒဏ်ရာတွေသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကိုရှာပြီးကုစားမှပဲဒီဒဏ်ရာတွေဟာသက်သာမှာဖြစ်ပါတယ် psychologist တွေ counselor တွေနဲ့တိုင်ပင်ဆွေးနွေးတာကလည်း trauma healing အတွက်အကောင်းဆုံးနည်းလမ်းတွေရရှိစေမှာဖြစ်တယ်လို့မိမိကိုယ်မိမိကုစားတဲ့ self feeling တွေကလည်းအထောက်အကူဖြစ်စေမှာပါအဓိကကတော့တပါးသူကကုစားတဲ့နဲ့ရုံထွက်တဲ့နဲ့ဘယ်လိုလုပ်လိုက်ပါဆိုတဲ့ဖိအားတွေချက်ကိုယ့်ရဲ့ healing ကိုကိုယ်တိုင်ရှာဖွေသင့်ပါတယ်ကိုအရှားသူနဲ့မှန်တိုင်းရှင်ဖို့တော့လိုပါတယ်အရှားသူအတွက်အချိန်တစ်နှစ်ဆိုပေမဲ့ကိုယ့်အတွက်အချိန်9နှစ်ကြာကောင်းကြာနိုင်ပါတယ်အဲ့ဒီအတွက်စိတ်ပြည့်အားမငယ်ပါနဲ့ healing journey ကို give up မလုပ်လိုက်ပါနဲ့လူတစ်ယောက်နဲ့တစ်ယောက်ဖြတ်သန်းခဲ့ရတဲ့အတိတ်တွေမတူပါဘူးဒဏ်ရာအတိတ်နဲ့တွေမတူပါဘူးကိုယ်ဘာတွေခံစားခဲ့ရတယ်လဲအခုဘလို့ခံစားနေရတယ်လဲဆိုတာတွေကိုလည်းကိုယ်တိုင်ကလွဲပြီးဘယ်သူကမှသိချာမသိနိုင်ကြပါဘူးဒါကြောင့်မိမိကိုမိမိကျင်နာပါမိမိရဲ့စိတ်ဒဏ်ရာတွေအပေါ်လဲကျင်နာပါ healing journey ကိုဖြည်းဖြည်းမှန်မှန်စိတ်ရှည်စွာရှောက်ပါဒီခရီးလမ်းဟာကိုယ်တိုင်ဥဆောင်ပြီးရှောက်လန်းနေရတာဖြစ်တဲ့အတွက်တချို့နေ့ရက်တွေမှာပြိုလဲမိလဲအဆင်ပြေပါတယ်ခဏလောက်နားပါအားအိမ်အသေးဖြစ်တဲ့အခါမှပြန်ထပြီးဆက်လျှောက်ပါမဝေးတော့တဲ့ခရီးလမ်းတစ်ခွေမှာတင့်ကိုယ်တင်မြင်စင်တဲ့ပုံစံအသစ်တွေပျော်ရွှင်မှုတွေကောင်းတဲ့အရာတွေကတင့်ကိုစောင့်ကြိုနေပါတယ်ပန်းနိုင်ကိုဘယ်ချိန်ရောက်မလဲလို့အတိအကျမပြောနိုင်ပေမဲ့နောက်ကြောင်းတော့ပြန်မလဲပါနဲ့တင့်ကိုယ်တင်အပြည့်အဝယုံကြည်ပြီးရှေ့ဆက်ရှောက်လန်းပါချစ်ခင်ရသူများနဲ့အတူကြောဖြတ်ပါလူဆိုတာအချိန်တန်ရင်ကိုယ့်ရဲ့ပြဿနာတွေအခက်အခဲတွေကိုကိုယ်တိုင်ဆုံးဖြတ်ဖြေရှင်းရမှာဆိုပေမဲ့မိခိုရင်ဖွင့်တိုင်ပင်စရာလူတွေဘေးနားမှာရှိရင်ပို့ပြီးအားရှိစေပါတယ်လူတွေကအခက်အခဲဒုက္ခရောက်ချိန်မှာရုပ်ပိုင်းဆိုင်ရာကူညီမှုတွေချက်ပို့ပြီးလိုအပ်တောင်းတတာကစိတ်ပိုင်းဆိုင်ရာကူညီဖေးမမှုတွေဖြစ်ပါတယ်သူတို့ကိုနှစ်သိမ့်ဖေးမပေးမဲ့လူတွေကိုပို့ပြီးတော့လိုအပ်ကြပါတယ်ကိုယ်တိုင်လည်းသူများတွေအပေါ် supportive ဖြစ်တဲ့သူတစ်ယောက်အဖြစ်စူးစမ်းပြီးရပ်တည်တင်တယ်လို့ကိုယ့်ရဲ့ဘဝထဲမှာလည်းလူဘလောက်နည်းနည်း supportive ဖြစ်တဲ့သူတွေကိုပဲအတက်နိုင်ဆုံးဘေးနားမှာထားပါဘလို့လူတွေကိုကိုယ်ဘေးနားထားတင်တယ်လဲဆိုတော့ကိုယ့်ရဲ့အကြောင်းကိုစိတ်ဝင်တစားရှိပေးတဲ့သူတွေခက်ခဲတွေကအစပျော်ရွှင်အောင်မြင်မှုတွေအဆုံးထပ်တူဝေမျှပျော်ရွှင်ပေးနိုင်တဲ့သူတွေပါသူတို့နဲ့တွေ့တိုင်းကိုယ်မှာလူရောစိတ်ရောသက်သာရာရတယ်တနေ့တာလုံးဖြစ်သမျှပြဿနာတွေခက်ခဲတွေကိုသက်တောင့်သက်သာရင်ဖွင့်နိုင်တယ်ငိုချင်ရင်လည်းလွတ်လွတ်လပ်လပ်ငိုချလိုက်လို့ရတယ်လို့ရေမောချင်ရင်လည်းဟန်ဆောင်မှုမရှိရေချလိုက်လို့ရတယ်ကိုယ့်ဘဝရဲ့ကောင်းကောင်းဆိုးဆိုးအချိန်တိုင်းမှာကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပေးနိုင်မဲ့အခြေအရဆုံးသူတွေပါပဲသူတို့ရဲ့လက်ကိုဆွဲပြီးသူတို့ပေးတဲ့ခွန်အားတွေနဲ့ရှေ့ဆက်မယ်ဆိုရင်တင်းရဲ့ဘဝလမ်းခရီးကအတိုင်းအတာတစ်ခုအထိလုံခြုံသက်သာစေမှာဖြစ်ပါတယ်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။